ပြောလေရှင်မပြောမလို့လဲကျွန်တော်တခုစဉ်းစားမိတာရှိရလေပြောကြည့်လိုက်လေကျမမသိရဆိုရင်ဦးလေးကိုမေးပေးမယ်ဦးလေးမသိရဘာမှမရှိပါဘူးရပါတယ်ဗျာရပါတယ်ဒီကိစ္စကိုတော့အဖေတော်တော့မမေးပါနဲ့ဒီကိစ္စကလည်းခင်ဗျားသိမှာပါခင်ဗျားလည်းဖြစ်နေမှာပါကျွန်တော်စဉ်းစားမိတာဒီလိုဗျာတကယ်တမ်းကျွန်တော်အဖေအချားမြင်ရနေတယ်ဆိုတာကိုကျွန်တော်ဘလို့မှလက်ခံလို့မရဘူးဖြစ်ပြီးတော့အဖေကဟိုပြောတယ်တကယ်အမှန်ပြောနေတာခင်ဗျအဲ့တော့ကျမကဒါအချားမြင်ရနေလို့ရှင်ကပြောချင်တာဟုတ်တယ်အဲ့လားဟုတ်တယ်မလားခင်ဗျအချားမြင်ရနေမို့လားအဲ့ဒါလည်းပြောဗျာဘာဖြစ်လို့အဖေလက်ဝဲကောင်လုပ်နေတာလဲကိုယ့်ဘာကိုပြောတော့ဟောတတ်နေရကိုယ့်ဘာကိုလုပ်ထားပါလားဘာဖြစ်လို့အဖေစီမကတ်နေရလဲကျုပ်စဉ်းစားလို့မရဘူးရှင်းနေတာပဲကျမတကယ်အချားမြင်ရလို့ပေါ့ကျမဒါအချားမြင်ရကြည့်ပါလားကျမဘာလို့ကတ်နေမှာလဲကိုယ့်ဘာသာခေါ်ဆောင်မှာပေါ့ဟုတ်ရလားဗျာကျွန်တော်ကတော့ဗျာအဖေအချားမြင်ရတယ်ဆိုတော့အခုချိန်လုံးဝမယုံသေးဘူးဟာဒီခွေးကောင်မယုံသေးဘူးဟေးဟေးဘာလဲမပိုင်ဘူးဟမ်လောဘမဟုတ်တဲ့အော်ပြန်ပါလာတဲ့ရွေးစည်းလောက်ကြောက်လေးကိုတဲ့ရီးစားကိုပေးမှုညီရွယ်ထားတာအခုရီးစားတော့မရှိသေးလို့ဘာမှအသုံးဝင်ဖြစ်နေအောင်လွတ်ပစ်လိုက်ပါတော့တဲ့ဖြစ်လို့ချက်နေတယ်ဦးလေးပြောတာမမှန်လို့လားမှန်ပါဘူးပါလာတဲ့ကြောက်ကရွေးစည်းရနဲ့ကြီးတယ်ဗျအဲ့ဒါရီးစားမရှိသေးတာရောမသိတော့ဗျာ